မင်္ဂလာပါဒီနေ့ပထမရွတ်တာနဲ့ပတ်သက်ပြီးအမေးများတဲ့မိကွန်းတချို့ကိုဆရာတော်ကြီးရဲ့အဆုံးအမအတိုင်းလေ့လာကြည့်ကြပါမယ် တကားနမရီမှာအဓိကမေခွန်းတစ်ခုလောက်ရှိတကြတယ်ဆရာတော်ကြီးရဲ့အဖြေတွေကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင် ပထမဆုံးအနေနဲ့ရွတ်ဖတ်တဲ့အခါဖြစ်တတ်တဲ့တန်တရားတွေကိုအရင်ဆုံးကြည့်ကြရအောင် အလေးကြီးတာကအခုပြောနေတာဟာလင်္ကားသက်ထားတဲ့ဂါထာမဟုတ်ဘူးနော်စကားပြေထိတဲ့ပထမပါဠိတော်ပါ တကယ်တော့မင်းဝရဲ့ကောင်းကတင်ခိုးရောက်ဖို့မဟုတ်ဘူးကုသိုလ်ဖြစ်လာစတာပါပဲ ဆိုတော့အတိတ်ပဲမတီးပဲရွတ်ရင်ကောကုသိုလ်ရလားရတယ်လို့ဆရာတော်ကြီးကမိန့်ပါတယ် အကျိုးကျေးဇူးတွေကအများကြီးကဲတရားတော်ရဲ့သဘောတဘာဝကြောင့်ရောနာကြသူတွေကြောင့်ရောပေါ့ ဥပမာအနေနဲ့ပြောရရင်ယာထူးကြီးရဲ့ပုံကိုယ်တရားလိုပဲသူရှိနေတာနဲ့တင်အရှင်အဝါကရှိပြီးသား ကြီးကြီးနုနုနဲ့ရွတ်ဖတ်လိုက်တာလေးတစ်ခုတည်းနဲ့ကိုကုသိုလ်အင်အားကအကြီးကြီးရပါတယ် ဟုတ်ပြီဒုတိယမေခွန်းရွတ်ဖတ်ခြင်းနေရလားအရေးကြီးသလား ညီရမရွရင်အနောက်ရက်ဒီတကယ်ဖြစ်တတ်လားဘာကြောင့်လဲကြည့်အောင် ဆရာတော်ကြီးကတော့အနောက်ရှက်တီတကယ်ရှိနိုင်တယ်လို့မိန့်တယ်အကြောင်းရင်းကတော့အနောက်အရှက်တီကတရားတော်ကိုမနစ်သက်တဲ့စိတ်အနောက်အရှက်ထက်တဲ့တတ္တဝါတွေစီကလာတာပါ ဒါကိုကာကွယ်ဖို့လွယ်လွယ်လေးပါမရွတ်ခင်မှာမိတာပို့တာလိုက်ရုံပါပဲ ဒီနေရာမှာနောက်တစ်ချက်အနက်အဓိပ္ပာယ်သိတာနဲ့မသိတာကုသိုလ်ချင်းကွာသလား ကွာပါတယ်အတိပ္ပယ်မတိပဲရွေ့ရင်တရားတရားတော့ဒူးပွားစေတယ် ဒါပေမဲ့အနက်တိပြီးရွတ်ရင်တော့တဒရာရောပညာရောနှစ်ခုလုံးရလို့ပို့ပြီးနှဆိုင်သွားပါရဲ့ ဒါကြောင့်ဆရာတော်ကြီးကအသိဉာဏ်နဲ့ယွင်ပြီးရွတ်ဖတ်တာကအများကြီးပိုတော်မိုးရှိတယ်လို့မိန့်တာပေါ့ ဒီတော့ကိုကျင့်ကြံတဲ့အလုပ်ရဲ့အတိတ်ဘက်ကိုနားလည်လိုက်ခြင်းကယုံကြည်မှုကိုဘယ်လိုပြောင်းလဲစေနိုင်မလဲ